LBO အကိုတို့နဲ့ဟိုဘက်မှာကန်ကောက်မယ်ဆိုရင်အကိုတို့ဘယ်လိုပြောမှာမဟုတ်ဘူးလေဒီခုမင်းတို့အဲ့ဒါပဲမင်းပြောတာအဲ့ဒါပဲကျွန်တော်ခဏတော့ပြောပြီးပြီအဲ့ဆိုတော့မင်းတို့ကဒီကားဆိုမှမင်းသားမင်းတို့နေလို့တတ်မှတ်ထားလိုက်ရလားဒါဆိုတတ်မှတ်တာမဟုတ်ဘူးအဲ့လိုမျိုးပုံစံကိုပြောတာပုံစံကိုပြောတာမဟုတ်ဘူးလေကျွန်တော်တို့ဟိုဘက်ကားကတော့ဒါကျွန်တော်ကချင်ပြင်းနေလုံးဒါအရင်ကနေဟိုအင်္ဂလိပ်ဆွဲရနေမှတတ်မှတ်ထားပြီးသားကချင်ပြင်းနေဆိုမှလုံးဝတတ်မှတ်ထားရနေလေမင်းတို့ဘယ်လိုတောက်ကောက်လို့ရမင်းတို့လည်းဒီမှာပလောင်ပြင်းနေလို့တရားဝင်ကဘာနဲ့တတ်မှတ်ပေးလိုက်ပြီကျွန်တော်ထိုင်ရှာအကြောင်းလည်းမရှိဘူးထိုင်လည်းလာမထိုင်ဘူးဒီနေနေကကျွန်တော်ခဏတော့ပြောပြီဇော်ဘောတွေပေးခဲ့ကျွန်တော်ကချင်း substate နေနေအဲကြောင့်ကျွန်တော်လှုပ်ချင်လို့လုပ်လို့ရတယ်ဒီနေလာထိုင်နေဆိုတာလဲကျွန်တော်တို့substate နေနေမို့လို့ကျွန်တော်လာထိုင်တာနော်အဲကြောင့်မို့ကျွန်တော်နဲ့လုံးဝမသက်ဆိုင်ခဲ့တဲ့နေရာကျွန်တော်ဘယ်သူမှမထိုင်ဘူးကျွန်တော်ကချင်းနေမရှိနေရကျွန်တော်မထိုင်ဘူးနော်အဲကြောင့်မို့ကချင်းနေရှိတိုင်းလဲကျွန်တော်မထိုင်ဘူးပြောချင်တာတော့ဒါကျွန်တော်အနေမြင်မို့လို့ကျွန်တော်ထိုင်တာနော် substate နေနေမို့လို့ကျွန်တော်ထိုင်တာခင်ဗျားတို့ပလောင်ပြည်နေဆိုမှတရားဝင်မင်းတို့ကဘာနဲ့တတ်မှတ်ပေးလိုက်ပြီဆိုကျွန်တော်တစ်စက္ကန့်တော့မနေဘူးကျွန်တော်ဒီကားကျွန်တော်ချင်းပြည်နေတခါကူးမယ်တမ်းမဲ့ကိုပြောတာတမ်းအဲ့ဒါအေးစကားတော့မင်းပြောနေဟိုဘက်တော့ထိုင်မယ်ဆိုတာမင်းစဉ်းစားလေဟုတ်တယ်မလားမင်းလည်းအရာရှိတယောက်ပဲကိုပြောတာကဘာတမ်းမဲ့ကဘာတမ်းမဲ့တော့မရှိဘူးဒါပေမဲ့ကိုလုံမှကိုရတယ်လေအဲ့ဒါလေမင်းတို့လုံပြီးမှမင်းတို့ဟိုတင်ပြမှကဘာနေပြီးမှပြီးမှကဘာမပြောနိုင်မြန်မာနိုင်ငံကနေတရားဝင်မြန်မာလူမျိုးအကုန်လုံးဒီမှာတိုင်းသားတွေအကုန်လုံးထပ်ခံမှမင်းတို့ပေးတင်တယ်ဆိုမှပေးမှဟိုမှာအဲ့ဒါတော့ကျွန်တော်တို့ဟိုအစစ်နဲ့တောင်ပြောလို့မရဘူးเนาะဒါဒါမဲ့မင်းတို့နားလျောင်ပြောတာမင်းတို့ပြည်နေတောင်းတယ်ဆိုတာတောင်းရှင်လည်းရတာမှမဟုတ်တာအရင်တော့လေဝါအားလောက်ကြီးတဲ့ဝါတတ်မတော်တော့မှအခုဒီပြည်နေမရဘူးဟုတ်တယ်မဟုတ်တရားဝင်သူ့ကိုပြည်နေဆိုမှမတတ်မှဘူးဟုတ်တယ်အဲ့လိုရဖို့ဆိုတော့လေစူးစမ်းရတယ်ဘယ်နှစ်တော့မင်းတို့ပြည်သူရဲ့ဟိုယုံကြည်မှုလောက်ထိရပြီးမှပြည်သူတွေကဟုတ်ပြီပလောင်မျိုးလည်းတရားရောရေးတတ်မတော်လည်းကိုပိုင်နော်ပြည်နေပြီးရှင်းပြီးဒီမှာအကုန်လုံးပေးတဲ့အချိန်တော့မင်းတို့အဲ့ရှိတဲ့တကယ်လို့အဲ့လိုပေးလာအချိန်ဒီနေမေကျွန်တော်ဒီ substate နေပြီမင်းတို့ပလောင်ပြည်ဒီမှာပေးလိုက်ပြီဆိုတော့ကျွန်တော်ဒီကနေတစ်စက္ကန့်တော့ခါလေးပြန်အဲ့ဒါတော့ရှင်းကျွန်တော်ကရှင်းတယ်ကျွန်တော်ကချင်းကရှင်းတယ်နေဆိုနေလဲဒါကျွန်တော်နဲ့ဆိုင်နေနေလို့ခုကျွန်တော်အဲ့ကြောင့်မို့မင်းတို့